အိနေရင်းနဲ့တော့မှဆန့်ဝင်ဝင်ရဖို့ဆိုတာကတော့လူတိုင်းရဲ့အိမ်မက်ပါဆဲမဂဒင်းနေပြီမှာကျွန်တော်ရုံးကန်ခဲ့တာဆိုရင်အခုဆိုရင်10စုနှစ်ကျော်လာခဲ့ပြီပေါ့ကျွန်တော်ရဲ့တနစ်တာမိုးလင်းမိုးချုပ်ကိုလူ3ယောက်လာမော်မိသားစုတစုအဲ့လိုအုပ်စုတရက်ကို3စုကနေ5စုထိကျွန်တော်အယောင်ဆွေးနွေးပွဲတွေလုပ်ခဲ့ရတဲ့အခါမှာသူတို့ရဲ့အခက်အခဲတွေကိုနားထောင်ရင်ဖြေရှင်းတာတွေနဲ့ကျွန်တော်ကုန်စုခဲ့တယ်တနေ့ကို3ပွဲ3မို့5ပွဲဒီလို10စုနှစ်ကျော်ဖြတ်တန်းခဲ့တဲ့အခါမှာတော့လူတွေကိုအာရုံစိုက်တာတွေ human centric approach ဆိုတာကျွန်တော်ရဲ့တွေးသားတွေမှာလုံးဝစိတ်ဝင်သွားတော့ဖြစ်သွားပြီဒီခီးမှာကျွန်တော်သင်ယူခဲ့တာတွေကတော့အကြီးမားဆုံးအမှန်တရားတွေရှိတယ်အဲ့ဒါကတော့ဆဲမဂလင်းဆိုတာကပစ္စည်းရောင်းတာထက်ကိုသူကယုံကြည်မှုရောင်းတာဖြစ်တယ်ယုံကြည်မှုကိုတည်ဆောက်တာဖြစ်တယ် leadership အမိန့်ပေးတာထက်ကိုလူမှန်ရွေးချယ်ပြီးတော့လမ်းပြပေးတာဖြစ်တယ် leader selection ကတော့နောက်ထပ်ဘသူတွေဥဆောင်နိုင်လဲဆိုတာကိုခဲလုပ်ပေးရတဲ့ဘသူတွေကနောက်ထပ်ခေါင်းဆောင်ဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုခဲလုပ်ပေးရတဲ့အကြောင်းအရာတွေဖြစ်တယ်ဒီလိုမျိုးတက်တန်ခဲ့တဲ့အခါမှာကျွန်တော်ကိုယ်တိုင်တပွဲချင်းစီရင်ဆိုင်တိဆောက်ခဲ့တဲ့ leadership အမြင်တွေလူရွေးချယ်နည်းတွေလက်တွေ့ကြကြအယောင်ပြဟာတွေကိုအခုခေတ် video editing skill နဲ့နေပြီးတော့ကျွန်တော်ပေါင်းစပ်ပြီးမျှဝေသွားဖို့ရှိပါတယ်ဒါကျွန်တော်ဘဝမှာတကယ်လက်တွေ့ကြခဲ့တဲ့ဒိုးအတိုင်းလုပ်ခဲ့တဲ့အချိန်ကာလတွေစေစုနှစ်ကျော်လာခဲ့ဖြစ်တယ်ဒီလိုမျိုးအယောင်ပြဟာတွေကျွန်တော်မိတ်ဆွေတွေအနေနဲ့လိုအပ်မယ်ဆိုလို့ရှိရင်အသုံးပြုလို့ရအောင်ကျွန်တော်ရဲ့နောက်ထပ် video file တွေမှာထပ်ပြီးတော့မျှဝေသွားဖို့ရှိပါတယ်အိနေရင်းနဲ့တော့မှဆန့်ဝင်ဝင်ရဖို့ဆိုတာကတော့လူတိုင်းရဲ့အိမ်မက်ပါပဲဒါပေမဲ့အရင်ကြီးမရှိလို့ပညာမတက်လို့ငွေကြေးချို့တဲ့လို့ဆိုပြီးတော့လက်လျှော့ရတဲ့လူတွေရှိနေပြီလား ESBI ဆိုတဲ့ဝင်ငွေ၄မျိုးနဲ့မိတ်ဆွေတို့မှာရှိတဲ့ဝင်ငွေအချိုးစားပေါ်မူတည်ပြီးတော့ရွေးချယ်လို့ရနိုင်မယ် passive income ခုနှစ်ခုအကြောင်းအသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ ESBI ဆိုတာပါလေ E ဆိုတာက employee လို့ခေါ်တယ်ဝန်ထမ်းလခစားတွေဖြစ်ပြီးတော့အချိန်ကိုရင်းနှီးမြှုပ်နှံရတဲ့လူတွေဖြစ်နံပါတ်2ကတော့ S ဖြစ်ပြီးတော့ S က set employee လို့ခေါ်တယ် small business လို့ခေါ်တယ်ဆိုတော့အသေးစားလုပ်ငန်းရှင်တွေဖြစ်တယ်ဒီထဲမှာကကျတော့ဒီအသေးစားလုပ်ငန်းရှင်တွေဆိုပေမဲ့လည်းကိုယ်တိုင်ကလုပ်ငန်းရှင်ကိုယ်တိုင်ကဝန်ထမ်းဖြစ်နေသမျှကာလာပတ်လုံးဒီသားတွေဒီလုပ်ငန်းတွေအားလုံးတွေအသေးစားစီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်ဒီနေရာမှာ E နဲ့ SD active income ဖြစ်နေတယ်သူက passive income မဖြစ်သေးဘူးနောက်ထပ်တစ်ခုမှကျတော့ B ပေါ့ B ဆိုတာ business owner ဖြစ်တယ်ဆိုတော့ business owner က system တစ်ခုကိုတိဆောက်ပြီးတော့ကိုကဘယ်နေရာကိုပဲသွားတော့ဝင်ရနိုင်တဲ့လမ်းကြောင်းကိုတိဆောက်ထားတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ I ဆိုတဲ့ investor ဖြစ်ငွေကပဲလူနောက်လိုက်တာဖြစ်သွားပြီခန်းနာကြည့်ရတဲ့အိမ်ချမ်းမြေငှားလိုက်တဲ့အခါမျိုးပုံမှန်ဝင်ရတာမျိုးပေါ့ကိုလုံးစရာမလိုဘဲနဲ့ရတဲ့ဝင်ငွေမျိုးတွေမှာပါတယ်ဆိုတော့ B နဲ့ I ဒီ business owner ဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်သူတို့ကကျတော့ passive income ကိုရတဲ့အုပ်စုထဲမှာပါတယ်ဒါဆိုရင် passive income ကကျွန်တော်တို့ဘဝတွေမှာအရင်ရေးကြည့်တယ်ဆိုတာသိသွားပြီတစ်ချိန်လုံးကတော့ passive income ကိုလုပ်ဖို့ဆိုလို့ရှိရင်ကြီးတဲ့ရန်ကိုအရင်နေ့လိုတယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့အခုခေတ်မှာလူတိုင်းဖြစ်နိုင်ခြေရှိသွားပြီလူတော်တော်များများလုပ်လို့ရတဲ့အနည်းဆက်ဆုံးလုပ်ငန်းခုနှစ်ခု passive income တိဆောက်လို့ရတယ်ဆိုတော့လေသိစေချင်လို့ဆိုတော့နံပါတ်1က digital tool တွေကိုရောင်းမယ်ကို video edit တွေလုပ်ထားတယ်နော် PowerPoint တွေဘယ်လိုမျိုး stretching လုပ်ထားတယ်မျိုးသမီးတွေဆိုရင်လည်း skin ကြီးတွေဘယ်လိုမျိုး step by step လုပ်ရတယ်ဆိုတော့ video tutorial တွေလုပ်ပြီးတော့Telegram မှာ group like တိဆောက်ထားတာမျိုးတွေသင်တန်းမျိုးတွေဒါတွေကိုဒီလိုမျိုး digital tool တွေကိုရောင်းလို့ရပါတယ်ဆိုတော့နောက်တစ်ခုက YouTube channel လုပ်ထားတာမျိုးပါဒါဆိုရင်တော်တော်များများ YouTube channel တွေကကိုယ့်ရဲ့ဝါသနာကိုတိဆောက်တော့ဝင်ရှာနေတဲ့လူတွေကအများကြီးပဲဆိုတော့ဒီလိုနည်းနဲ့လည်းကျွန်တော်တို့ဝင်ရှာလို့ရတယ်နောက်တစ်ခုက Telegram မှာသင်တန်းဖွင့်တာမျိုးတွေပေါ့ Telegram မှာဗီဒီယိုတစ်ခုလုပ်ထားပြီးပြီဆိုလို့ရှိရင်ဒါလည်း passive income ရနေတာပဲဒါကိုဝင်ကြည့်တဲ့မြတ်ကာလပတ်လုံးကျွန်တော်ဝင်ရနေတာပဲတစ်နှစ်သုံးကအဲ့ဒီတိုင်းပဲဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ channel ထောင်းတာပေါ့ knowledge sharing တွေလုပ်တော့ပေါ့ကျွန်တော်တို့လိုမျိုးဒါအသိပညာမျှဝေမှုတွေလုပ်တယ်ဆိုရင်လည်းဒါဝင်ရနိုင်တယ်နောက်ထပ်နံပါတ်5 relationship network ဖြစ်တယ်ပေါ့နော်ဒါ network business စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်ဒါတွေကလည်း passive income ကိုရနိုင်ပါတယ်နောက်တစ်ခုက software development ဒါတွေကလည်းလူအများသုံးလာပြီဆိုတာနဲ့ကိုကအမြဲတမ်းဝင်ရတဲ့လုပ်ငန်းတစ်ခုဖြစ်သွားပြီနောက်ဆုံးတစ်ခုကတော့အင်ချင်မြင်ငှားရမ်းတာတွေပေါ့ဒါတွေကပိုင်ဆိုင်မှုတွေအများကြီးရှိနေပြီဆိုတော့ဒါကလည်း passive income ရနိုင်တယ်အဲ့တော့ခုနှစ်ချက်လုံးကအရင်ကြီးလိုသလားဆိုတော့တချို့နေရာတွေမှာအရင်ကြီးလိုတယ်တချို့နေရာတွေမှာကျတော့ကိုယ့်ရဲ့ဝိရိယတွေစိုက်ထုတ်မှုတွေလိုတယ်ကိုယ့်ရဲ့လေ့လာမှုအရင်းနှီးမြှုပ်နှံမှုတွေလိုတယ်ဒီထဲမှာ1နှစ်3လေးကတော့ digital tool တွေရောင်းတာဖြစ်တယ် YouTube ဥပမာ YouTube channel ထောင်ထားတာတွေ Telegram မှာ Telegram channel ထောင်ထားတာတွေ Facebook page တွေ run နေတဲ့လူတွေအကုန်လုံးကဒါအရင်ကြီးတိတ်မလိုဘဲနဲ့ကိုယ့်ရဲ့လေ့လာမှုစွမ်းအားနဲ့ဝိရိယတွေစိုက်ထုတ်မှုတွေပဲလိုတယ်အချိန်နည်းငယ်တော့
ကျွန်တော်တိဆောက်ရတာဖြစ်တယ်ဒါကအခုခေတ်လူငယ်တွေအကုန်လုံးလုံနိုင်တဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့သူ့ရဲ့အားသာချက်ကငွေကြေးရင်းနှီးအနေငယ်နဲ့စတင်လို့ရတယ်လုံးဝမလိုဘူးဆိုတာတော့မဟုတ်ဘူးဒါပေမဲ့အလကားတော့မရအောင်ပေါ့တင်ယူရတဲ့စင်ဆက်မပြတ်လေးလာရတဲ့ဝီရီယာစိုက်ထုတ်ရတယ်ချက်ချင်းကြီးချမ်းသာလာတာမျိုးမဟုတ်ပေမဲ့အခြေခိုင်သွားလို့ရှိရင်ဝင်ငွေဆက်တိုက်ရတာမျိုးတွေရှိတယ်ဒုတိယပိုင်းမှာရင်းနှီးနဲ့ရေရှည်တည်ဆောက်လို့ရတဲ့စီးပွားရေးဆိုရင်တော့ relationship marketing ဖြစ်တယ်ဒါကတော့ငွေကြေးရင်းနှီးအများကြီးမလို့ဒါပေမဲ့အချိန်ကာလတစ်ခုတော့ပေးဆက်ရတယ်တိဆောက်ရတာမျိုးတွေရှိတယ်သူ့ရဲ့အားသာချက်ကတော့ပညာရေးချင်းအနေမြင့်မလို့ဘူးလူနေမှုအဆင့်တန်းတွေတိတ်မလို့တတိပြုရမယ့်အရာကတော့ဆက်ဆံရေးတိဆောက်ရမှာဖြစ်တဲ့အတွက်အချိန်တစ်ခုတော့ပေးဆက်ရမယ် software development နဲ့ HME ငားရတာမျိုးဒါဆိုရင် software development ကျတော့ပညာရေးချင်းလိုတဲ့ငွေကြေးလိုတယ် HME ငားတဲ့နေရာမှာလည်းငွေကြီးလိုတာဖြစ်တယ်ဆိုတော့ဒီနှစ်ခုကတော့အရင်ကြီးတော့လိုတဲ့နေရာဖြစ်တယ်ဒါတွေအကုန်လုံးကလည်းပတ်စင်နဲ့ရနိုင်တဲ့စီးပွားရေးလမ်းကြောင်းတွေဖြစ်ပါတယ်ကျွန်တော်ပတ်စင်အင်ကန်ရနိုင်တဲ့အရာကိုသိပေါ်ပါပြီဒီနေရာမှာတတိထားမယ့်အရာတစ်ခုကပါလဲဆိုတော့ပတ်စင်အင်ကန်ဆိုတာအလုံးမလုံးပဲရတာမျိုးတော့မဟုတ်ပါဘူးအစပိုင်းမှာလုပ်လို့ရတယ်အချိန်ငွေကြီးဝိရိယတခုခုတော့ရင်းနှီးမြုပ်နှံရတယ်နောက်ပိုင်းမှာတော့တသက်ဒီရဲ့အကျိုးဆက်ကိုပြန်ခံစားရတာမျိုးပေါ့အဲ့လိုမျိုးခံစားရတဲ့အချိန်မှာလေကိုတကယ်စူးစမ်းခဲ့တဲ့အချိန်တုန်းကရခဲ့တဲ့လိုမျိုးခုချိန်မှာပြန်ရမယ်ဆိုတဲ့သဘောဖြစ်တယ်ဒါပတ်စင်ကန်းပေါ့မိတ်ဆွေရောဒီခုနှစ်ချက်ထင်မှာဒီလမ်းကြောင်းနဲ့တွားနေတယ်လေဆိုတော့ comment ထဲမှာရေးခဲ့ပြီးတော့နောက်ထပ် video file မှာကျွန်တော်တွေ့ရအောင်